American ပြည်တော်စုတွေကမိမိနေထိုင်ရာရက်ဒေသရဲ့ယာတီရုထဲမှာမြန်မာပြည်ကဘလို့ပင်မျိုးတွေရှင်သန်ပေါက်ရောက်နိုင်တယ်လဲဆိုတာကိုသိချင်နေပါသလားရေသစ်မြေသစ်နေရာသစ်မှာမြမမျိုးရင်းစားပင်သီးပင်နဲ့အလှပန်းပင်တွေစိုက်ဖို့စိတ်ကူးထားတယ်ဆိုရင်တော့ဘာမီစကားရင် USA ဟိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါခင်ဗျာမြန်မာပြည်ကနှိရှေကန်စားပင်သီးပင်တွေအလှပန်းပင်တွေနဲ့အရေးရအပင်မျိုးစားပေါင်း80ကျော်နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုသိရှိပြီးအမေရိကန်ပြည်တော်စုထဲမှာမိမိနေထိုင်ရာဒေသအလိုက်မြန်မာပြည်ကဘလို့ပင်မျိုးတွေစိုက်လို့ရတယ်လဲဆိုတာကိုဘာမီစကားရင် USA ကအကြံပေးခြင်းပါတယ်ကယ်လီဖိုးနီးယားပြည်နယ်ထဲကဆန်ဖရန်စစ္စကိုဘေးအေရီးယားနဲ့အနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေဆာကရာမန်တိုမြို့အပါအဝင်ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းမှာရှိတဲ့မြို့တွေနဲ့လော့စ်အိန်ဂျလိစ်မြို့ကနေပင်မာတဲ့ကက်စတမာတွေကိုအိမ်တကားဝအရောက်ဒိုးတူဒိုးစနစ်နဲ့အပင်တွေလစီပို့ပေးနေသလိုအပင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဘိုးသုဒတွေကိုလည်းအိမ်တိုင်ရာရောက်မျှဝေပေးလျက်ရှိပါတယ်။အမေရိကန်ပြည်တော်စုပြည်နယ်အသီးသီးမှာမီတင်းနေထိုင်ကြတဲ့ကက်စတမာတွေစီကိုတော့အပတ်စဉ်တနင်္လာနေ့နဲ့အင်္ဂါနေ့တွေမှာအပင်တွေတစ်နှစ်ပတ်လုံးပို့ပေးနေပါတယ်ခင်ဗျာ။ဘာမီစကားရင် USA ကိုဆက်သွယ်ပြီးအပင်တွေမှာကျင်နေဆိုရင်တော့ဘာမီစကားရင် USA ရဲ့ဖုန်းနံပါတ်559-429-5762နဲ့650-241-5544ကိုတိုက်ရိုက်ဆက်သွယ်ပြီးအပင်တွေမှာယူလို့ရသလို Burmese Garden USA ရဲ့ Facebook page နဲ့ကျော်တင်က Facebook page တွေရဲ့ chat box တွေကနေလည်း customer တွေရဲ့နာမည်လိပ်စာအပြည့်စုံပို့ပေးပြီးအပင်တွေမှာယူလို့ရပါတယ်ခင်ဗျာ။